အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးကနေပရိသတ်ကြီးများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်ရဲ့ literature feed channel လေးကနေပရိသတ်များကိုဖတ်ပြတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးလေးရဲ့နာမည်ကပြောညံ့သူရဲ့လမ်းကိုသာပိတ်ဆို့တဲ့ဆင်းရဲဒုက္ခလို့အမည်ရပါတယ်ဒီဆောင်းပါးကောင်းလေးထဲမှာပြောညံ့တဲ့သူတွေရဲ့လမ်းကိုပိတ်ဆို့တဲ့ဆင်းရဲဒုက္ခကဘာလဲဆိုတာကိုပရိသတ်များအနေနဲ့နားဆင်ကြရမှာဖြစ်ပါတယ်ဒီဆောင်းပါးလေးထဲမှာဘလို့အကြောင်းအရာလေးတွေကိုရေးသားဖော်ပြထားတယ်လဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ပါနားဆင်ခန်းစားကြည့်ဖို့အတွက်ပရိသတ်ကြီးများအားလုံးကိုဖိတ်ခေါ်ပါရခင်ဗျာပြောညံ့သူရဲ့လမ်းကိုသာပိတ်ဆို့တဲ့ဆင်းရဲဒုက္ခ Orison Scott Martin ကဒီလိုပြောခဲ့ဦးပါတယ်မွေးဖွားရပတ်ဝန်းကျင်နေရာဒေသကအရာရာကိုဆုံးဖြတ်နိုင်ခွင့်မရှိဘူးတဲ့ဘလို့ပတ်ဝန်းကျင်မှာပဲမွေးဖွားခဲ့ပါစီဆင်းရဲဒုက္ခကိုကြော်လွှားနိုင်မှကြီးမြတ်တဲ့အောင်မြင်မှုကိုရရှိမှာဖြစ်တယ်တထေးသားသမီးတိုင်းကံကောင်းတယ်လို့မထင်ကြနဲ့တချို့တထေးသားတွေကငွေကြီးရဲ့ကြီးကျုံဖြစ်ကြတယ်ဥစ္စာပစ္စည်းတွေရဲ့ဖျားယောင်းမှုကိုသူတို့မတွန်းလှန်နိုင်ခဲ့လို့ဆင်းရဲဒုက္ခတွေနဲ့ကြာခဲ့ကြရတယ်စီးစိမ်ချမ်းသာမှုတွေနဲ့ပျော်ပါကြီးပြင်းလာခဲ့ကြတဲ့ကလေးတွေကဆင်းရဲတွင်ကကြီးပြင်းရုံထလာခဲ့ကြတဲ့ကလေးတွေရဲ့ပြိုင်ဘက်မဖြစ်နိုင်ခဲ့ဘူးဆင်းရဲသားကလေးတွေအထူးသဖြင့်ဆင်းရဲလုံးလို့ကြောင်းနေဖို့အခွင့်အရေးတောင်မရှိကြတဲ့ကလေးတွေကအရွယ်ရောက်ပြီးတဲ့နောက်မှာအောင်မြင်တဲ့လုပ်ငန်းရှင်တွေဖြစ်လာတယ်။ဆင်းရဲတဲ့မိသားစုကပေါက်ဖွားလာတဲ့လူငယ်တယောက်မှာချမ်းသာကြွယ်ဝတဲ့အမွေကိုစက္ကန့်နိုင်စွမ်းရှိတယ်။ American ကနာမည်ရှိတဲ့သူတွေရဲ့စူးစမ်းရုန်းကန်တဲ့သမိုင်းကိုပြန်လှန်ကြည့်မယ်ဆိုရင်အောင်မြင်တဲ့သူအများစုကဆင်းရဲသားမိသားစုကကလေးတွေဖြစ်ကြတယ်။ Andrew Carnegie ကဆင်းရဲသားမိသားစုကနေပေါက်ဖွားလာခဲ့ပြီးတော့ဖခင်ဖြစ်တဲ့သူကအထည်ချုပ်စေရုံမှာဖြစ်တယ်။ Carnegie လုပ်ငန်းဝင်စားအလုပ်ကဘွိုင်လာအုပ်လုပ်တာဖြစ်ပါတယ်။ Ford ကလည်းလယ်သမားမိသားစုကနေပေါက်ဖွားလာခဲ့တဲ့သူပါဖခင်က Ford ကိုလယ်သမားတစ်ယောက်ဖြစ်ဖို့မျှော်လင့်ခဲ့တယ်ဒါပေမဲ့သူကတပြားတစ်ချက်မှမပါဘဲနဲ့မြို့ပေါ်တက်ပြီးတော့အလုပ်ရှာခဲ့တယ် HP လို့ခေါ်တဲ့ Hewlett and Packard Company ကို William Hewlett နဲ့ David Packard တို့စတင်တည်ထောင်ကားစားတုန်းကဆိုလို့ရှိရင်သူတို့ရဲ့ရင်းနှီးမြှုပ်နှံငွေကဒေါ်လာ$938ပဲဖြစ်ပါတယ်ကုမ္ပဏီရဲ့တည်နေရာကလည်းသူတို့ရဲ့ကားကိုတောင်လေးထဲမှာပါအတမွေးဝမ်းကြောင်းထဲမှာသတင်းစာရောင်းတဲ့အလုပ်ကစားတာတဲ့အလုပ်တော့လည်းမဟုတ်ပါဘူးဒီအလုပ်ကိုတချို့လူတွေကစာဝတ်နေရေးဖူလုံဖို့ပဲမြှုပ်ကိုးခဲ့ကြတယ်အမေရိကန်ကလူအများလေးစားတဲ့အဒီဆင်ကဓာတုစမ်းသပ်မှုတွေကိုပြုလုပ်တယ်တခါဆိုရင်ယထာပေါ်မှာသတင်းစာရောင်းရင်းနဲ့စမ်းသပ်မှုတစ်ခုကိုသူလုပ်ခဲ့တယ်အရှိန်နဲ့ယထာကွေးတဲ့အချိန်မှာသူစမ်းသပ်နေတဲ့အက်ဆစ်တွေကဖိတ်ကျလွင့်ဆွင်သွားပြီးတော့အနံ့ဆိုးတွေထွက်ကုန်တယ်လူတွေရဲ့ပြစ်တင်ဆဲဆိုတာကိုခံခဲ့ရတဲ့အပြင်ယထာတွဲဆောင်ရဲ့လက်ဖွားထန်တဲ့အတူယထာပေါ်ကနေပြီးတော့သူမောင်းချခံခဲ့ရတယ်။ကျွံရောင်းဝယ်စနစ်ကိုဖျက်သိမ်းခဲ့တဲ့16ရောက်မြောက်အမေရိကန်သမ္မတလင်ကွန်းကငယ်စဉ်ကလေးကမီလင်းဘိုးရဲ့အလင်းနဲ့အစားတွေကိုကြက်မှတ်ခဲ့ရတယ်။စာအုပ်တွေကိုဝယ်ယူဖို့အတွက်ကီလိုမီတာ80နီးပါးလောက်သူလမ်းလျှောက်ခဲ့ရတယ်။ဘာအမွေစားအမွေခံမှသူမဖြစ်ခဲ့သလိုဘလို့ကံကောင်းမှုမျိုးနဲ့မှလည်းသူမကြုံခဲ့ရဘူးပါဘူး။ဒါပေမဲ့သူအောင်မြင်ခဲ့တယ်။ရှေ့ဆက်တဲ့သူ့ရဲ့လမ်းတွေထွန်းတောက်လာခဲ့ရတာကသူ့ရဲ့မဆုတ်မနစ်စူးစမ်းမှုနဲ့မှန်ကန်ဖြောင့်မတ်မှုကြောင့်ဖြစ်ပါတယ်။18ရောက်မြောက်အမေရိကန်သမ္မတအန်ဒရူးဂျွန်ဆန်ဟာငင်းစင်ကလေးကအထည်ချုပ်ဆိုင်မှာအလုပ်လုပ်ခဲ့ရတယ်။သူဟာကြောင်းလဲကောင်းကောင်းတက်ခဲ့ဘူးသူမဟုတ်ပါဘူး။ဒါပေမဲ့တစ်သားအင်္ဂလိပ်ထဲမှာနေပြီးတော့စာမတင်ဖူးခဲ့တဲ့ဘယ်အခြေအမြင့်မှမရှိတဲ့သူတစ်ယောက်ကအမေရိကန်ပြည်တွင်းစစ်အတော်အတွင်းမှာသမ္မတဖြစ်လာခဲ့တယ်။သူရဲ့ပြည်စုံတဲ့အလေးအကျင့်အတွေ့အကြုံတွေကြောင့်တလောကလုံးကိုအောင်နိုင်ခဲ့သူဖြစ်ပြီးကြေးကျွန်ပေါင်း4 သန်းကိုလွတ်ငင်းခွင့်ပေးသူဖြစ်ခဲ့ပါတယ်။တခါကဆင်းရဲသားမိသားစုကနေပေါက်ဖွားလာတဲ့လူငယ်တစ်ယောက်ရှိတယ်။ဖခင်တည်ဆုံးချိန်မှာအခေါင်းဝယ်စရာပတ်စံမရှိခဲ့လို့အိမ်နီးချင်းတွေကဝယ်ပြီးခဲ့ရတယ်။ဖခင်တည်ဆုံးပြီးတဲ့နောက်မိခင်ကထီးစိတ်ရုံမှာတနေ့ကို10 နာရီလောက်အလုပ်ဝင်လုပ်ခဲ့ရပြီးအလုပ်ဆင်းအိမ်ပြန်ချိန်မှာတော့မှလုပ်စရာအလုပ်တွေကိုယူလာတက်ခဲ့ပါသေးတယ်။အဲ့ဒီလိုအချိန်တွေမှာကြီးပြင်းလာခဲ့တဲ့သူဟာတနေ့မှာဖះเจ้าမှာကျင်းပတဲ့ဟောပြောပွဲကိုတက်ရောက်နားထောင်ခဲ့တယ်။ဟောပြောပွဲကစိတ်ဝင်စားစရာကောင်းတဲ့အတွက်ဟောပြောစရာလုပ်ဖို့သူဆုံးဖြတ်ခဲ့တယ်။တခါလောက်ကြုံခဲ့ရတဲ့အတွေ့အကြုံကနောက်တစ်ချိန်မှာအောင်မြင်ဖို့သူ့အတွက်လမ်းစာဖြစ်ခဲ့တယ်။အသက်30မှာနယူးယောက်လွှတ်တော်အမတ်အဖြစ်သူကဝင်အရွေးခံခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာလွှတ်တော်အမတ်တယောက်ရဲ့တာဝန်နဲ့ဝတ္တရားတွေအတွက်သူ့မှာပြင်ဆင်ချိန်မရခဲ့ပါဘူး။ပညာအဆင့်တက်နှိမ်ပါခဲ့လို့အလုံးမှာအခက်အခဲပေါင်းစုံကိုသူကြုံခဲ့ရတယ်။အလုံးနဲ့ပတ်သက်တဲ့စာရွက်အမှုခင်းတွေကိုလည်းသူကမဖတ်နိုင်ခဲ့ဘူး။တချို့စလုံးတွေကိုလည်းသူနားမလည်ခဲ့ပါဘူး။
အဲ့ဒီအတွက်သူနောင်နာရစိတ်ညစ်ခဲ့တယ်အလောက်ကထွက်ဖို့အထိသူစဉ်းစားခဲ့ပေမဲ့မိခင်ကြောင့်သူအလုံးမထွက်ဖြစ်ခဲ့ပါဘူးအခက်ခဲကြောင့်နောက်မတွန်းဖို့နဲ့နေပါတဲ့ဘိုးသူသားတွေအတွက်စိတ်မကောင်းမဖြစ်ဖို့တနေ့ကို16နာရီလောက်သူစဖတ်ပြီးတော့သူ့ကိုယ်သူနှစ်သိမ့်တင်ကြားခဲ့ရတယ်ကျောင်းပညာကောင်းကောင်းမသင်ခဲ့ရတဲ့ငယ်ဘဝကိုသူမြစ်ပစ်ခဲ့တယ်10နှစ်လောက်ကြာပြီးတဲ့အခါမှာ Smith ကနယူးယောက်ရဲ့နိုင်ငံရေးနယ်ပယ်မှာဩဇာအာဏာရှိတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်နာမည်ကောင်းစုတစိတ်တွေကိုမကြာရရှိခဲ့သူဖြစ်ပြီး၄ချိန်ဆက်တိုက်နယူးယောက်ပြည်နယ်အုပ်ချုပ်သူအဖြစ်ရွေးချယ်ခံခဲ့ရတယ်။အောက်စဖို့တက္ကသိုလ်၊ကိုလံဘီယာတက္ကသိုလ်စတဲ့တက္ကသိုလ်ပေါင်း6ခုကဘွဲ့တစိတ်တွေကိုရရှိခဲ့တယ်။အောက်ခြေနိုင်ငံရေးသမားဘဝကနေတနိုင်ငံလုံးလေးစားအားထားရတဲ့နိုင်ငံရေးသမားအဖြစ်အောင်သူစူးစမ်းခဲ့တယ်။နယူးယောက်ကပြည်သူလူထုအကြိုက်နှစ်သက်ဆုံးသူအဖြစ်နယူးယောက်တိုင်းမှာဖော်ပြခံခဲ့ရတဲ့သူက Adam Smith ပဲဖြစ်ပါတယ်။နှစ်ချိန်ဆက်တိုက်အမေရိကန်သမ္မတအဖြစ်အရွေးခံခဲ့ရတဲ့ Stephen Grover Cleveland ရဲ့ငယ်ဘဝကတာမန်အယောင်းဆိုင်ဝန်ထမ်းဖြစ်ခဲ့ပါတယ်။သူ့ရဲ့ဝင်ငွေရဆိုရင်လည်းတစ်နှစ်ကို$10ဝန်းကျင်လောက်ပဲရှိပါတယ်။နောက်ပိုင်းသူ့ရဲ့အောင်မြင်မှုကိုခွဲခြမ်းစိတ်ဖြာရမှာ Cleveland ကဆင်းရဲဒုက္ခကဖြစ်လာတဲ့အာတိသားတွေဟာတကယ်ကိုအင်အားရှိခဲ့တယ်လို့ပြောခဲ့တယ်။အထက်ကပြောခဲ့တဲ့လူတွေရဲ့ဘဝရဲ့အစကဆင်းရဲခြင်းတွေပဲစခဲ့ကြတာပါ။ဒါပေမဲ့ကံတရားကိုသူတို့ကအပြစ်မတင်ခဲ့ကြဘူး။ဘဝကိုမငြင်းညူခဲ့ဘူး။ဆင်းရဲဒုက္ခရဲ့ထိုးနှက်ချက်ကရှေ့ဆက်တိုးမဲ့သူတို့အတွက်ခွန်အားတွေဖြစ်ခဲ့တယ်။နောက်ဆုံးမှာလက်ဗလာနဲ့စခဲ့ကြတဲ့ဘဝကနေအောင်မြင်မှုအလံကိုသူတို့ပိုင်နိုင်စုပ်ကိုင်ထားနိုင်ခဲ့ကြတယ်။ကြီးမြတ်တဲ့သူရဲကောင်းတွေအောင်မြင်တဲ့သူတွေရဲ့ဘဝအများစုကဆင်းရဲသားဘဝကနေစခဲ့ကြရတာပါ။ကံတရားရဲ့ထိုးနှက်ချက်အောက်မှာကြံ့ခံပြီးခွန်အားတွေကိုသူတို့စုခဲ့တယ်။စပိန်စာရေးဆရာမီဂွန်ဒီဗာဆန်ဆေးကထောင်ထဲမှာရေးခဲ့တဲ့ဒန်ကွီဆုပ်စာအုပ်ကနာမည်ကျော်စာအုပ်ဖြစ်ခဲ့တယ်။အဲ့ဒီတော့ကဆင်းရဲလွန်းလို့စာရေးဖို့စက်ကူတော်မဝယ်နိုင်ခဲ့လို့သူ့ရဲ့တရေချက်ကလေးပေါ်မှာရေးခဲ့ရတာပါ။လူတချို့ကတထေးတယောက်ကိုရှာပြီးတော့သူ့ကိုကူညီဖို့အကူအညီတောင်းခဲ့ပေမဲ့အဲ့ဒီတထေးကဒီလိုလူကိုကူညီဖို့ဘုရားသခင်ကကျွန်တော်ကိုခွင့်မပြုခဲ့ဘူး။သူဆင်းရဲနေမှဒီလောကကြီးကြွယ်ဝမှာလို့ပြောခဲ့တယ်။ဆင်းရဲဒုက္ခကပျော့ညံ့သူရဲ့လမ်းကိုသာပိတ်ဆို့နိုင်တယ်။မိမိကိုယ်ကိုယုံကြည်တဲ့သူတတိရှိတဲ့သူဇွဲရှိတဲ့သူတွေအတွက်ဆိုရင်ဆင်းရဲဒုက္ခကသူတို့ရဲ့အစွမ်းအစကိုပိုတောက်ပြောင်စေတယ်။ဘဝရဲ့မြင်ကိုထွန်းညှိပေးတယ်။ရှေ့ဆက်တိုးမဲ့အဆုံးဖြတ်ချက်နဲ့ဇွဲလုံးလာကိုမောင်းနှင်ပေးတဲ့နှင်တန်ဖြစ်ခဲ့တယ်။ Orison Sat Mason ကဆင်းရဲဒုက္ခဟာအာကစားလင်းကျင့်ရုံကကိရိယာတွေနဲ့တူတယ်တဲ့။ကျွန်တော်တို့တန်မအောင်လေ့ကျင့်ပေးတယ်။ဒါကြောင့်ဆင်းရဲခြင်းကကျွန်တော်တို့တာထွက်ကောင်းအောင်စူးစမ်းလေ့ကျင့်ပေးတဲ့အကောင်းဆုံးကိရိယာဖြစ်တယ်လို့ပြောခဲ့တယ်။အခက်အခဲကြားကလွတ်အောင်ကျွန်တော်တို့စူးစမ်းရုန်းကန်ရတာကဆင်းရဲခြင်းရဲ့လွတ်လန်းဖြစ်တယ်လို့အောင်မြင်သူဖြစ်ဖို့အခြေခံနည်းတစ်ခုလည်းဖြစ်ပါတယ်။တကယ်တတိရှိတဲ့သူကပတ်ဝန်းကျင်ရဲ့ထိုးနှက်မှုကိုခံရလေလေစူးစမ်းရုန်းကန်လေလေဖြစ်တယ်။အခက်အခဲကိုရင်ဆိုင်နိုင်တဲ့သူအခက်အခဲကိုလှောင်ရည်နိုင်တဲ့သူဖြစ်တယ်။ဆင်းရဲဒုက္ခရဲ့ထိုးနှက်တာကိုခံရလေလေသူရဲ့စိတ်ဆန္ဒအရေးအချင်းအင်အားနဲ့ဆုံးဖြတ်ချက်တွေခိုင်မာလာလေလေဖြစ်ပါတယ်။ဒီလိုလူမျိုးအတွက်ရှေ့ဆက်ရမယ့်သူ့ရဲ့ခြေလှမ်းကိုဘလို့ကန့်ချက်မှဘလို့အခက်အခဲရမှတားဆီးထားနိုင်မှာမဟုတ်ပါဘူးအခုဆိုရင်တော့ပရိသတ်များနားဆင်ကြရတဲ့ဆောင်းပါးလေးကဆရာမနန်းနိုင်စနေရေးသားတဲ့ပြောညံ့သူရဲ့လမ်းကိုသာပိတ်ဆို့တဲ့ဆင်းရဲဒုက္ခလို့အမည်ရပါတယ်ပရိသတ်များအနေနဲ့ဒီဆောင်းပါးကောင်းလေးနားဆင်ပြီးတော့စိတ်သက်ခွန်အားများရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျနားဆင်သူများအနေနဲ့ဒီလိုမျိုးစိတ်သက်ခွန်အားပြီးဆောင်းပါးကောင်းလေးတွေဘဝအတွက်အကျိုးရှိတဲ့ဆောင်းပါးကောင်းလေးတွေကိုကိုယ်တိုင်ကိုယ်ကျကင်တွေဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆရာမနန်းနိုင်စနေရေးသားထားတဲ့ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်အမှတ်အောင်မြင်သူ၏လမ်းဆိုတဲ့မူရင်းစာကောင်းလေးကိုကိုယ်တိုင်ကိုယ်ကျဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော် Literature Feed Channel လေးကနေပရိသတ်များကိုတိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာပရိသတ်များအနေနဲ့အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဆောင်းပါးကောင်းလေးတွေကိုနားဆင်ကြနေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe တွေလုပ်ထားပြီးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေစိတ်ရခတ်သိမ်းကင်းကျင်းကြပါစေနှလုံးစိမ်ဝမ်းအေးချမ်းကြပါစေပရိသတ်များအားလုံးဘေးရန်ကြောင်းကြဆင်းရဲကင်း၍ကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝပြည့်စုံကြပါစေပြီးတော့ပရိသတ်တွေရဲ့ဘဝကိုပိတ်ဆို့နေတဲ့ဆင်းရဲဒုက္ခတွေကိုတွန်းလှန်တိုက်ထုတ်နိုင်တဲ့စိတ်သက်ခွန်အားတွေအပြည့်အဝရရှိကြပါစေလို့ကျွန်တော်ရဲ့ Literature Feed Channel လေးကနေနားဆင်ပေးခဲ့ကြသူပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုဆုတောင်းမေတ္တာများပို့သပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိသောညချမ်းအချိန်ခါလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ